ရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါသည်ရှင်20ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထုတ်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်းဟင်း channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်နထိုးကြီးမြို့နယ်တနေရာသို့တဒအူးလေတပ်နှင့်မိထီလာလေတပ်မှတက်သော Jet Fighter 6စီးဖြင့်မနက်12နာရီ10မိနစ်12နာရီ6မိနစ်9နာရီ39မိနစ်9နာရီ40မိနစ်17နာရီ16မိနစ်17နာရီ32မိနစ်နေ့လယ်12နာရီ50မိနစ်ညနေ4နာရီ20မိနစ်4နာရီ25မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ပြီးတဒအူးလေတပ်မှတက်သောY12စစ်ထောက်ဖို့ဘုံကျဲလေရင်တစ်စီးဖြင့်မနက်12နာရီ18မိနစ်ပခုတ်ကူတပ်မှ100မှတက်သောစက်တက်လေဒီပါရာမိုတာ4စီးဖြင့်နေ့လယ်3နာရီ46မိနစ်3နာရီ50မိနစ်ညနေ6နာရီ20မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ငဖဲမြို့နယ်တနေရာသို့မကွေးလေတပ်မှတက်သော Y12 စစ်ထောက်ဖို့ဘုံကျဲလေရင်တစ်စီးဖြင့်မနက်9နာရီ5မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်စကိုင်းမြို့နယ်တနေရာသို့မုံရွာနာမခမှတက်သောဂျိုင်းရိုကော်ပတာ၄စီးဖြင့်နေ့လယ်1နာရီ58မိနစ်1နာရီ58မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကဏီမြို့နယ်တနေရာသို့မုံရွာနာမခမှတက်သောစက်တက်လေဒီပါရာမိုတာတစ်စီးဖြင့်နေ့လယ်3နာရီ18မိနစ်3နာရီ24မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဆက်လင်းကြီးမြို့နယ်တနေရာသို့မုံရွာနာမခမှတက်သောစက်တက်လေဒီပါရာမိုတာ2စီးဖြင့်ညနေ9နာရီ34မိနစ်9နာရီ40မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိုင်းငေါမြို့နယ်တနေရာသို့တဒအူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ည8နာရီ2မိနစ်8နာရီ5မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မဘိန်းမြို့နယ်တနေရာသို့တဒအူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်17နာရီ20မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်20ရက်10လ2025ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တဒအူးလေတပ်နေပြည်တော်မကွေးမြစ်ကြီးနားမိထီလာလေတပ်များမှJet Fighter Y12 Y8 ဂျိုင်းရိုကော်ပတာနှင့်ပါရာမိုတာများMI-70 MI-35 များပြန်တက်မှုအကြိမ်ရေ53ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု23ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scout တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။